resource folder တွေက drawable နဲ့ mipmap ပေါ့နော်ဆိုတော့ folder ဒီ resource folder တွေမှာ resource တွေအကုန်လုံးထည့်ထားတယ်အဲ့ဒါက Android Studio မှာဒီ project တစ်ခုစပြီးတော့ create လုပ်တဲ့အခါမှာသူကလိုအပ်မဲ့ resource တွေအကုန်လုံးဒီ resource folder ထဲမှာသူက create လုပ်ပေးပြီးသားပေါ့နော် drawable layout menu mipmap ပေါ့နော်အဲ့ဒီထဲမှာ drawable နဲ့ mipmap အကြောင်းပြောမယ်ပေါ့နော်ဆိုတော့အဓိက drawable နဲ့ mipmap ကကြတော့ဒီကိုယ့်ရဲ့ application မှာသုံးမဲ့ဓာတ်ပုံတွေ image တွေ photo တွေကိုသိမ်းနေနေရတာပေါ့နော်drawable နဲ့ mipmap ကတော့အတူတူပဲဒါပေမဲ့ mipmap ကကြတော့ upgrade လုပ်ထားတာပေါ့နော် Google ကနေပြီးတော့ကြတော့ drawable ကိုမှအဆင့်မြင့်ထားတဲ့ဟာပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်နောက်မှထပ်ထွက်လာတဲ့ upgrade version ဆိုတော့ကြတော့drawable ကရင်တော့ဟာ mipmap ကကြတော့ drawable ကိုမှ upgrade လုပ်လိုက်တဲ့ဟာလို့မှတ်ထားလို့ရတယ်အဲ့တော့ app development မှာသုံးမယ်ဆိုရင်နောက်ပိုင်း mipmap ကိုသုံးတာတော့ပို့ပြီးတော့အကြံပေးခြင်းတယ်ပေါ့နော်ဆိုတော့ mipmap မှာဆိုရင်ဒီမှာ NEDVI V26 ဆိုပြီးတော့ရှိရပေါ့နော်ဆိုတော့ mipmap ဆိုတာကကြတော့ quality image တွေဒီ application ထဲမှာကိုယ့်ရဲ့ application ထဲမှာ quality image တွေနောက်တစ်ခါ image ကို scale ချတဲ့အခါမှာအလွယ်ကူဆုံးသုံးလို့ရတဲ့နည်းတစ်မျိုးပေါ့နော် mipmap ကနေပြီးယူသုံးတာအဲ့တော့ mipmap ကဒီပုံတွေရဲ့ quality ကိုထိန်းထားပေးနိုင်တယ်ဘယ် device screen အမျိုးအစားအရွယ်အစားမဆိုပေါ့နော်ဥပမာ Nexus 6ဒီ Android phone ဆိုရင်သူ့ရဲ့ pixel က2560ကနေ1400 pixel မှာရှိရယ် Android မှာကျတော့အဲ့လောက် pixel ဆိုရင်သူကဘယ်လိုမျိုး translate လုပ်လဲဆို930နဲ့430 density independent pixel ဆိုပြီးတော့ကြာသူက translate လုပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ့်ရဲ့ app ကကိုသုံးမဲ့ကိုယ့်ရဲ့ application ကပေါ့နော်ကိုဖွင့်တဲ့ device ပေါ်မှာမူတည်ပြီးတော့ကြတော့ဘယ်တဲ့ပုံယူသုံးရမလဲဆိုတာကိုသူကရွေးဝါပေါ့နော် mipmap ဘယ် mipmap file နဲ့ရွေးမလဲဆိုတာကိုရွေးသွားတာဥပမာဒီလောက် density ကောင်းတဲ့ဟာဆိုရင်အမြင့်ဆုံး folder ဖြစ်တဲ့ XXXHDPI เนาะအဲ့ဒီ folder တွေက image ကိုသုံးသွားမှာကြည့်လိုက်ဖွင့်ကြည့်လိုက် image ကဒီမှာဆိုရင် IC launcher ဒီမှာလည်း IC launcher ဒီမှာလည်း IC launcher ရှိတယ်ဒီမှာလည်း IC launcher ရှိတယ်ဒီမှာလည်း IC launcher ရှိတယ်တွေ့လားအဲ့မှာပုံတွေကအကုန်လုံးတူတူပဲပုံတွေကဒီပုံတွေကိုမမ resolution တွေမတူကြဘူးကြည့်လိုက်ဒီမှာ .wep သူရဲ့ extension ကကြာ .wep เนาะ .wep ဆိုတာဘာလဲဆိုတော့Google ရဲ့ image format အမျိုးအစားပဲ PNG တို့ JPEG တို့လိုပဲ Google ရဲ့ image အမျိုးအစား WEBP ပေါ့နော်အဲ့ဒါနဲ့အဆုံးသတ်တဲ့ဟာအဲ့မှာဆိုရင် mipmap ကိုသုံးမယ်ဆို application က run တဲ့အခါမှာကိုယ့်ရဲ့ device ရဲ့ density ပေါ်မှာမူတည်ပြီးရွယ်စားပေါ်မှာမူတည်ပြီးတော့ကြာ image ကိုဘယ် folder တွေကသုံးရမလဲဆိုတော့သူ select လုပ်သွားတာပေါ့နော်ဥပမာ Nexus 6ဆိုရင်နောက်ဆုံးဒီဟာကိုသုံးပါပွားဟာမသုံးသူ့ရဲ့ density ပေါ်မှာမူတည်ပြီးတော့ကြာတော့ရွှေ့သွားမှာပေါ့နော်အဲ့တော့ဒီမှာဆိုလည်းကြည့်လိုက် density ရေကွာတယ်ဒီပုံကိုဖွင့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်192အမြောက်192 WEBP ဒီမှာကျတော့144အမြောက်144ဖြစ်သွားပြီတွေ့လားဒီမှာကျတော့96အမြောက်96အဲ့တော့သူ့ရဲ့ရွယ်စားလေးတွေချိန်ထားပြီးသားပေါ့နော်အဲ့တော့ကို application ကိုသုံးတဲ့ device ပေါ်မှာဖွင့်ပြီးတော့ run လိုက်တာနဲ့ဟုတ်တယ်မလားဘယ် device ကိုယ့်ရဲ့ application ကို user ကဘယ် device နဲ့သုံးမယ်ဆိုတော့ကိုမသိဘူးလေအဲ့တော့ဖြစ်နိုင်ချေ device တော်တော်များများကိုခြုံမိအောင်လို့ပုံနေထည့်ထားပေးရတယ် resolution ဘယ် resolution ဆိုရင်အဲ့တော့ तू ဟာသူဆွဲပြီးတော့ထုတ်သွားမှာဒီလောက် resolution ဆိုရင်ဒီ folder တွေက file ကိုသုံးမယ်ဒါက resolution ကောင်းပေါ့နော်ဆိုတော့အဓိကတော့ image ရဲ့ quality ကိုထိန်းချင်တာပေါ့နော်